ဖြစ်တင်တော်မူ၏ရခင်လက်တော်သည်ကျွန်တော်တို့ကိုကြွေးမွေ၍လူအပ်ခြင်းများဖြစ်တင်တော်မူ၏ရခင်သည်ယေရှုနှင့်ပြည့်၍ကုနာရှင်ဖြစ်တော်မူ၏စိတ်ရှိတိခံ၍မြေတားကြွေးဝါကလူများပေါ်ကောင်းမြတ်၍ခါစိတ်ကအရာတတဝတို့အားခြင်းနာတော်မူ၏ရခင်လက်တော်သည်ကျွန်တော်တို့ကိုကြွေးမွေ၍လူအပ်ခြင်းများဖြစ်တင်တော်မူ၏လူအပေါင်းတို့သည်ကိုယ်တော်ကိုမျှော်၍ကိုယ်တော်သည်ပင်လျော်သောအခါအစာစာကိုပြီးတော်မူကားလက်တော်ကိုပွင့်၍တရှိတတဝါအပေါင်းတို့၏လူဤကိုဖြစ်စေဖြာခင်လက်တော်သည်ကျွန်တော်တို့ကိုကြွေးမွေ၍လူအပ်ချက်များဖြစ်တင်တော်မူ၏၌တနာကရုဏာနှင့်ပြည့်စုံတော်မူ၏သမတ်တရား၌တနာခံသူအညီတွင်ရှိတော်မူ၏ဖြာခင်လက်တော်သည်ကျွန်တော်တို့ကိုကြွေးမွေ၍လူအပ်ချက်များဖြစ်တင်